င်းသားစုကြီးကိုလိုချင်တယ်ဆိုရင်ဒါအမြောက်လာစားနေစေနဲ့တွက်ချက်ပြရမှာဖြစ်တယ်ရင်းသားစုကြီးကိုလိုချင်တယ်ဆိုရင်ဒါအမြောက်လာစားနေစေနဲ့ဒါအမြောက်လာစားနေစေရဲ့အဲ့မှာစိတ်ရှင်းပြမယ်ဆိုရင်နားဆိုတာကတော့စစ်မှုထမ်းတဲ့ဖြစ်တယ်စစ်မှုထမ်းတဲ့ကိုခုကစစ်မှုထမ်းတဲ့15နှစ်နဲ့တစ်ချက်ပြီးတော့မှဖြစ်တယ်စစ်မှုထမ်းတဲ့15နှစ်လာစာနေစိမ်းပါဆိုရင်လာစာမှာ3မျိုးရှိတယ်ဘူရင်းလာစာကတကင်းကြီးစစ်တီကတော့တကင်းကြီးရရှိတယ်သသိန်းပွဲရရှိမှဖြစ်တယ်ပြီးတော့နှစ်တိုးလာစာနှစ်တိုးလာစာကနှစ်နှစ်ကိုတစ်ချိန်2000ကျပ်လုံးနဲ့အဲဆိုရင်သူက5ချိန်ခံစားမှာဆိုတော့1000ကျပ်ရရှိမှာဖြစ်တယ်ပြီးတော့ဒီချင်းလာစာအရေးချင်းလာစာကသူကတန်းဆင်းပြီးလို့ဒီမှာတန်းဆင်းပြီးခါကျတနေ့နေရင်သူဒီ2000တနေ့ခွဲနေရင်သူဒီ4000နောက်2နှစ်လောက်နေရင်သူဒီ6000ရအဲ့တော့ကိုကရေးချင်းလာတာကိုကို15နှစ်နဲ့တော့ချက်ပေးတာမှာဆိုတော့ကိုဒီပြပါတွေ့ရမယ်ရေးချင်းလာတာဆိုတော့ကနောက်တန်းဆင်းပြီးလို့နှစ်နှစ်တန်းဆင်းပြီးလို့တနေ့နေရင်2000တနေ့ခွဲနေရင်4000ဟုတ်တယ်နော်ပြီးရင်နောက်2နှစ်လောက်နေရင်6000 15နှစ်နဲ့တော့ချက်ပေးတာမှာဆိုတော့သူဒီပြပါဆို6000ကအော်တိုရင်းစားမှာနောက်ဆို15နှစ်နဲ့တော့လာတယ်သူစစ်မှုနဲ့15နှစ်နဲ့တော့မှာလို့လာစာ3မျိုးရှိရမို့ဒီလာစာ3မျိုးဒါရှင်းပြပြသွားတာအဲ့မှာအခုဆိုရင်ဇေယျကိုရှင်းပြပြသွားမယ်ဇေယျကဆိုရင်ဇေယျမှာ2မျိုးရှိတယ်အင်္ဂါဇေယျနဲ့သက်ဆုံးဇေယျအင်္ဂါဇေယျကအင်္ဂါဇေယျကိုလိုချင်တယ်ဆိုရင်ဒီမူရင်းလာစာနဲ့နှစ်တိုးလာစာနှစ်ခုကိုပေါင်းပြီးတော့သူ့ကိုစနစ်နှစ်ပိုင်းတစ်ပိုင်းနဲ့စားပြရမှာဖြစ်တယ်အဲ့တော့ဒီမူရင်းလာစာနှစ်တိုးလာစာကိုသိန်းနဲ့မှာသိန်းခွဲနဲ့ဒီပေါင်းချင်းတစ်ပေါင်းနှစ်တိုးလာစာဒီနှစ်ခုကိုပေါင်းချင်းကိုစနစ်နှစ်ပိုင်းတစ်ပိုင်းနဲ့စားပြရမှာဖြစ်တယ်အဲ့တော့ဒီနှစ်ခုပေါင်းချင်းစနစ်နှစ်ပိုင်းနဲ့စားရတာဟာဒီစုစုပေါင်းဘာရလဲဆိုတော့2000ကျပ်ရရှိမှာဖြစ်တယ်ဒါဒီအင်္ဂါဇေယျအဲ့ဆိုရင်သက်စုဇေယျကဒီပြင်းကြီးစစ်တရားလို့ပြင်းကြီးရရှိတဲ့သသိန်းရရှိမှာဖြစ်တယ်အဲ့ဆိုရင်ဒီအကုန်လုံးစကားစာဇေယျပေါင်းချင်းကသူ့ရဲ့ပေါင်းချင်းဆိုရင်2,800,000နဲ့မှ6,000ဒါဒီလာစာဇေယျအဲ့ဒါကိုနေသားစုကြီးသူ့ကိုဒီမှာလာစာစိုက်မယ်ဆိုရင်နားမြောက်လာစာနေသေးကမှာနားမြောက်လာစာတဲ့နားကစစ်မှုထမ်းတဲ့အဲ့တော့ဒီလာစာနေသေးက2,800,000နဲ့မှ6,000အဲ့ဆိုရင်သူ့ကိုစစ်မှုထမ်းတဲ့15နှစ်နဲ့မြောက်ပြရမှာဖြစ်တဲ့ပဲဒါဆိုရင်2,800,000ကို15နဲ့မြောက်ရင်4နှစ်ကိုအများနဲ့မှ4လုံး42သိန်းနဲ့မှ9,000ကျပ်ရရှိမှာဖြစ်တယ်။ဒါဒီသူ့ရဲ့တလုံးတစ်ခဲရမယ်တွဲတူဒီတက်ပေါ်ကနေပြီးရေးသားယူပြီးတော့တာဝန်ထမ်းဆောင်ရည်စစ်စေးရတဲ့တာဝန်ထမ်းဆောင်ရည်ဖြစ်အကြောင်းပြုကြောင့်ဒီမှာတက်ပေါ်ကနေပြီးရေးသားယူသွားတဲ့အခါကျရင်42သိန်း9,000ကိုရရှိမှာဖြစ်တယ်။အဲ့မှာမှသူ့ကို90ခန်းစားလို့ရမယ်ပင်စင်ကိုတက်ချက်ပေးသွားမယ်။ပင်စင်ဆိုရင်ဒီ42သိန်းကိုသူ90ခန်းစားမယ်ပင်စင်ကိုလိုချင်တယ်ဆိုရင်90နဲ့စားပေးရမှာဖြစ်တယ်။အဲ့ဆိုရင်သူဒီဘယ်လောက်ရမလဲဆိုတော့8,500အရှိမှဖြစ်တယ်အဲ့ဆိုရင်ဒီမှာဆိုရင်အငိမ့်သားစုကြီးကိုလိုချင်တယ်ဆိုရင်နားမြောက်လာစာနဲ့တစ်ချက်ပေးရမှာဖြစ်တယ်အကယ်၍စစ်မှုထမ်းတဲ့အငိမ့်သားလာစာလိုချင်တယ်ဆိုရင်90နဲ့စားပေးရမှာဖြစ်တယ်နေသားစုကြီးကိုလိုချင်ရင်နားမြောက်လာစာနဲ့ဈေးနဲ့တစ်ချက်ပေးမှာဖြစ်တယ်နောက်ဆိုတာဒါစစ်မှုထမ်းတဲ့လာစာနဲ့ဈေးကလာစာဒီ3မျိုးခေါ်တယ်မြင်းလာစာနှစ်တိုးလာစာရေးချင်းလာစာဇေယျဆိုတာကြတော့အင်္ဂါဇေယျရဲ့သက်စုဇေယျအဲ့ဆိုရင်ဒီ9ခုပေါင်းခြင်းကိုလာစာဇေယျဖြစ်တယ်9ခုပေါင်းခြင်းကဒီလာစာဇေယျတကယ်လို့ဒီကိုကဒီလာစာကိုဒါဒီကိုလိုရမယ်တက်မတော်မှာဒါတောင်းဝေးထမ်းဆောင်နေရဆိုရင်ဒီလာစာဇေယျကိုပုံမှန်ထမ်းသားမယ်ဟာဒီတက်မတော်မှာတာဝန်ထမ်းဆောင်နေရဆိုရင်ဒီပုံမှန်ထမ်းသားမယ်တကယ်လို့အကြောင်းမျိုးကြောင့်စစ်စင်ရေးနဲ့လုံခြုံရေးတာဝန်ထမ်းဆောင်နေဖြစ်ဒါမှမဟုတ်အကြောင်းမျိုးကြောင့်နှုတ်ထွက်ဝင်သွားမယ်ဆိုရင်သူ့ကိုသူဒီဘယ်လောက်ခံစားမလဲဆိုတော့ငင်းသားစုကြီးခံစားမယ်ငင်းသားစုကြီးခံစားမယ်ဆိုရင်သူ့ကိုစစ်မှုထမ်းတဲ့15နှစ်နဲ့ပြန်ပြောင်းပြန်လာအကယ်၍
ကွာအခြေခံတန်းဆင်းပြီးပါတယ်ကိုစမှုတာတကဘာမှမရှိသေးဘူးအဲ့တော့လူသုံးရှိ2နှစ်3နှစ်ပေါ့2 3နှစ်နဲ့ဒီစစ်စစ်တောင်မထမ်းဆောင်ပြီးအကြောင်းမျိုးကြောင့်နေပြီးတက်မလာနေပြီးထောက်ထပ်သွားတယ်ထားတယ်ဥမာထောက်သွားတယ်ဆိုရင်သူ့ကိုအဲ့2နှစ်3နှစ်နဲ့တော့ပေးမှာမဟုတ်ဒီ15နှစ်နဲ့ပဲတော့ပြန်ဒီ15နှစ်ကြီးနဲ့ပဲသူ့ကိုတော့ပေးမှာသူဘလောက်ပဲတောင်းချဆောင်လဲဆိုတစ်နေ့ပဲတောင်းချဆောင်လဲဆိုနှစ်နေ့ပဲတောင်းချဆောင်လဲဆိုသူဆက်သွားတယ်ဆိုရင်သူ့ကိုစစ်မှုထမ်းနဲ့15နှစ်နဲ့ပဲတော့ပေးမယ်အဲ့ဒါဆိုရင်ဒီလားစားစီဒီ2,8600ရတယ်ပဲထားရတယ်ဆိုရင်သူ့ကို15နှစ်နဲ့တော့ပေးမှာဆိုရင်သူကြီးအနည်းဆုံးတော့42သိန်းနဲ့မှ9,000ကိုရှာမယ်အဲ့ဒီစတဲ့သူကတော့ရတဲ့အပြင်သူကလားစင်သူ့ကိုခံစားရမှာစစ်မှုထမ်းတဲ့ငိမ့်စားလာတာပင်စင်လို့ခေါ်တယ်စစ်မှုထမ်းတဲ့ငိမ့်စားလာတာသူဒီဘလောက်ခံစားမလဲဆို85,000နဲ့မှ800ကိုခံစားရမယ်ဒါ90နဲ့စားပေးလိုက်သူဒီလား50လားလည်းခံစားရမယ်အဲ့တော့သူဒီ42သိန်းနဲ့ရမယ်ပြီးတော့လားစင်85,000နဲ့မှ800လည်းခံစားလို့ရရှိမယ်အကယ်၍ရှင်းမှာပြောပြပြန်တဲ့နေရာခြားတိုင်းစီဆိုသွားတယ်အကယ်၍အဲ့ဒီစစ်မှုထမ်းတော့ဒီမှာသူကဒီဟာကိုလည်းလားစင်ခံစားရမယ်အကယ်၍တက်မတော်ကနေစီစဉ်ပေးတဲ့ပြန်တဲ့နေရာခြားတိုင်းမှာလည်းဒါတနည်းပြန်နေချတာပြန်နေရခြားတိုင်းဆိုတဲ့အပြင်မှာနေရာတနေရာမှာလည်းလုံးရခဲ့မယ်ဆိုရင်ပြန်နေရခြားတိုင်းရတယ်ပေးတဲ့လားစာရောလူတွေနဲ့ဒီစားမှာအကယ်ဒါတွေကဘာခုလက်ရှိမှာဒါပြင်ဆင်ပေးထားတဲ့လားစာတွေအကယ်ဒါတက်မတော်ကနေပြီးတော့သုံးညစ်ပြောင်းလဲပြင်ဆင်ပေးထားတာတိုင်းခတ်သားမှုရရှိမှာဖြစ်တယ်ခုဆိုရင်ကအရင်တော့ထောက်ပံ့ကြီးက6,000ခုဆို9,000ဖြစ်သွားတယ်ဒါတသမတ်တော့မဟုတ်ဘူးလို့ပြောချင်တာရှင်းလားမသိဘူးရှင်းပါ